ခိုက်ပါတယ်ဗျာခုလည်းကိုဆရာတော်ကိုပြောတယ်သက်သာတဲ့နေကြပြောခွင့်နေရဘူးသူတို့ကလည်းသွားခြင်းတယ်ပေါ့သူကကျမဗျာကျမဗျာဟုတ်ပါလားဟိုစင်တဲ့နေရာဟုတ်ပါလေကျမကျမတန်ခါဒီနေ့ကတော့စတဲ့နဲ့ကိုချတော့ဘူးချတော့မှဘောနာတောင်းမှမကကျိုးကတော့မလိုက်ဘူးလို့ပြောတယ်ကျမဗျာကျမဗျာစစ်စစ်ကကာယကံရှင်တွေကိုကြောက်မှမတော့ပါလားဗျာကာယကံရှင်တွေကိုကြောက်မှမတော့ပါလားလို့အဲမျက်နှာဆုံးရှုံးနေတဲ့တန်ခါတွေကိုတောင်းမှလာလို့သင်ထားလို့ပြောတာဟုတ်မျက်နှာဆုံးရှုံးတာကိုခုတော့သူတို့ပြည့်တဲ့ကိုထားကဒီဘုံရမျိုးပေါ်မှာရှိတဲ့ဆရာတော်ကြီးတွေဆရာတော်တွေကိုပြင်လာပြင်ပြီးတော့ဩဝါဒခံသွားပြီငယ်အေးသွားပြီဆိုတဲ့အလေးပဲဒီခိုက်ပါလားဗျာခုလည်းကိုဆရာတော်တွေကိုပြောတယ်သက်သာတဲ့နေကြပြောခွင့်နေရဘူးသူတို့ကလည်းသွားခြင်းတယ်ပေါ့သူကကျမဗျာကျမဟုတ်ပါလားဟိုစင်တဲ့နေရာဟုတ်ပါလေကျမတန်ခါဒီနေ့ကတော့စတဲ့နဲ့ကိုချတော့ဘူးချတော့မှဘောနာတောင်းမှမကကျိုးကတော့မလိုက်ဘူးလို့ပြောတယ်ကျမဗျာစစ်စစ်ကကာယကံရှင်တွေကိုကြောက်မှမတော့ပါလားဗျာကာယကံရှင်တွေကိုကြောက်မှမတော့ပါလားလို့အဲမျက်နှာဆုံးရှုံးနေတဲ့တန်ခါတွေကိုတောင်းမှလာလို့သင်ထားလို့ပြောတာဟုတ်မျက်နှာဆုံးရှုံးတာကိုခုတော့သူတို့ပြည့်တဲ့ကိုထားကဒီဘုံရမျိုးပေါ်မှာရှိတဲ့ဆရာတော်ကြီးတွေဆရာတော်တွေကိုပြင်လာပြင်ပြီးတော့ဩဝါဒခံသွားပြီငယ်အေးသွားပြီဆိုတဲ့အလေးပဲတရားနေဟုတ်အဲ့တော့လည်းလုံလောက်ဝင်ကြဒီချက်တောင်းမှာအဲ့ဒါကြောင့်ကျုပ်ကကျုပ်ကများလို့မတူဘူးဘာမှမလုပ်ဘူးကြာ။အိုးတင်ပါဗျာ။နားလည်ပါဗျာ။အဲ့တော့တခြားကိုတော်တွေရောကြွလာဗျာ။ဟမ်။ဘယ်သူမှဘယ်ကိုတော်မှမကြွအောင်ကြွအောင်။တော်ကြီးတွေကမကြွအောင်။ကြွတယ်လို့မကြောက်ဘူးလို့။သူတို့ကျုပ်ကမလို့ပြေးတော့သူတို့ပိတ်တယ်မချင်းတယ်ဗျာ။မှန်ပါတင်ပါ။ပြီးတော့လည်းမကြောက်ဘူး။ကြွတယ်မကြောက်ဘူး။ဟောတော့ကျုပ်ကအများကြီးဘာကခါရနေကျုပ်ကြည့်ရများတာ။မှန်ပါဗျာ။အဲ့တော့မဟုတ်ဘူးနေနာမှာကားမတင်ဘူးဒါအကြောင်းကြောင့်မတင်တာပဲပေးလိုက်ဆိုတူတူတိုက်ကနှစ်တန်းကြည့်တော့မုံလာဆိုနှစ်ရက်နေပါတိုက်တာကသာမွေးဝက်အောင်တဲ့သံဃာတော်တွေနှစ်တိုင်းတိုက်တာလက်ပတ်ဂုံတူဝဲကျင်းပါပါအဲ့ဒီလိုဂုံတူဝဲကျင်းပါတဲ့ဥစ္စာဂုံတူဝဲကျင်းပါတဲ့ခါကျတော့တိုက်တာအနေနဲ့ကသူတို့ဒီသံဃာတွေကိုအကုန်လုံးခေါ်ပါပြီးတော့တောင်းမှညာပါတယ်ဖြစ်ဖြစ်နေတယ်ဒီကတူတွေကသူတို့ဘက်ကတောင်းရှိတဲ့သူတွေအနေနဲ့ပေါ့ဗျာပိတ်လိုက်တာဟုတ်ဒီလိုဗျဒီလိုတော့ဝန်ချတောင်းမှန်တယ်ဆိုရင်လည်းသူတို့ကတကယ်ကိုလိုက်လဲတောင်းမှန်တာမျိုးဖြစ်အောင်ဆရာတော်ကြီးကြီးကနေပြီးတော့တပည့်တော်တို့အဲ့ဒါဒီလိုဖြစ်သွားတာနဲ့ပတ်သက်လို့ဆရာတော်ကြီးတို့အမိတ်ရှိပါဗျာဒီလိုဘလို့တောင်းမှန်ရင်ကောင်းမလဲဆိုတာကိုဝန်ချတောင်းမှန်မှုမလုပ်ခင်မှာဆရာတော်ကြီးတွေဩဝါဒခံယူပြီးတော့မှတောင်းမှန်ပွဲကိုလုပ်တာမျိုးကဘိုးကောင်းမယ်လို့ထင်တယ်ဗျာသူတို့ဘယ်နည်းကြွပါဗျာဆိုပြီးစီစဉ်ပြီးတော့သူတို့စိတ်ကြိုက်ကိုတော်တွေကိုရွေးချယ်ပြီးတော့ဖိတ်ပြီးတော့လုပ်တာတဲ့ကူပေါ့ဒီမှာရှိတဲ့ဆရာတော်သမတော်ကြီးတွေကိုတိုင်ပင်ပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကိုဆရာတော်ကြီးတို့စီအကြံဉာဏ်ယူပြီးတော့မှဝန်ချတောင်းမှန်မှုကိုလုပ်တာပို့ပြီးတော့တင့်တော်မယ်လို့ထင်တယ်ဗျာကျုပ်ကအဲ့ဒီလိုတောင်းဖို့လည်းကျုပ်ပြောလိုက်တဲ့ဥစ္စာကခင်ဗျားဥစ္စာကဘုရားကိုကောင်းကောင်းပြီးတော့တာပဲသူကခက်တယ်ဟုတ်ဘူးလားဟုတ်ပါဗျာ။ခေါင်းကောင်းပြီးပြီ။ခေါင်းကောင်းမရှိမှဒီလိုပေါ်လို့စားဒီခမှာဒီလိုပြောပြောတဲ့ဥစ္စာကဒီရုံးနေရှိတဲ့ကုလုံးသားတဲ့ကိုလိုတကားကြီးတွေနဲ့တကားလေးစစ်ဖို့တွေနဲ့ဘယ်လိုတိုင်ပြီးတော့တကားဟာတော့သွားရုံနဲ့ပြီးတော့မှာမဟုတ်ဘူးလား။မှန်ပါဗျာ။ဟုတ်ဘူးလား။အဲ့ဒါကတော့အများသဘောတူတယ်။လက်ကတော့တို့ဘောတော့ဒီတိုင်းပြောချရတယ်။လာခဲ့ဆိုတော့တိုက်တွန်းတယ်လို့သိရပါတယ်ဗျာ။တော့မန္တလေးသံဃာတော်တွေကလည်းဝန်ချတောင်းမှန်မှု
လုပ်ရမယ်လို့တောင်းဆိုထားတယ်လို့ပြောပါတယ်ဗျာ။ဆိုတော့ဝန်ချတောင်းပန်တာကိုတကယ်စနစ်တကျဖြစ်ဖို့ဆိုရင်တော့တပည့်တော်တို့မြင်တာကသူတို့ပါသူတို့စီစဉ်ပြီးတော့ဘယ်ကိုတော့လာပါဘယ်နေ့လာပါဆိုပြီးလုပ်တာတဲ့ကိုအဲ့လိုမလုပ်ခင်မှာတက်ဆိုင်ရာတာဝန်ရှိတဲ့ဆရာတော်ကြီးတွေစီမှာအကြံဉာဏ်တောင်းပြီးတော့ဩဝါဒယူပြီးတော့ဩဝါဒခံယူပြီးတော့မှသူတို့မတော့အဲ့လိုလုပ်ရင်ပိုကောင်းတော့ဗျာတပည့်တော်တို့ကလေးစားစားဖြစ်နေတာပေါ့တပည့်တော်တို့အမြင်မှာဘာလို့ဆိုတော့အခုလိုတောင်းပန်မယ်လို့ပြောပြီးတော့ဗာလဲဆရာတော်ကြီးတွေကိုဘလို့မှထိထိရောက်တဲ့အကြောင်းမကြားဘာမှလည်းမဟုတ်ပဲနဲ့ဒီလိုလုပ်သွားတာလို့တော့တပည့်တော်သဘောမတူဘူးဗျာတကယ်တော့တောင်းပန်မယ်ဆိုလို့ရှိရင်လည်းအဓိပ္ပာယ်ရှိတောင်းပန်မှုတော့လိုတော့ဗျာအဲ့ဒါကိုတပည့်တော်ဆိုလို့ရှင်လားတို့ဒီကထုံးစံကစစ်တပ်ကပြီးတော့အမြဲတမ်းလို့ပြည့်တယ်ဗျာမှန်ပါဗျာအဲ့ဒီပြည့်တော့တယ်ပဲကျုပ်ကအကြီးဆုံးကဒီတပည့်ဩဝါဒပြေတော့ဒီမှာအဲ့ဒီကူတော့ဒီဆရာတော်ကြီးတွေကလုပ်လိုက်တဲ့အခါကျတော့ဒီတန်ဃာတော်လေးတွေကဘယ်လိုဖြစ်နေမလဲဒီဒီမှန်ပါမှန်ပါဗျာအဲ့ဒါအကုန်လုံးကိုတိုင်မင်းပြီးမှကျုပ်တို့ကလုပ်သေးချင်ဟုတ်တယ်ဗျာတပည့်တော်လည်းအဲ့ဒါကိုပြောတာဗျာတပည့်တော်သူကဖြစ်ထားတဲ့ဟာကြီးကတပည့်တော်လည်းဓာတ်ပုံတွေမှာဗီဒီယိုမှာကြည့်ရတာတွေကဒါဒီလိုမှလက်ခံနိုင်ကြမရှိဘူးဗျအဲ့တော့မရှိတော့ဒီလိုကျူးလွန်ထားတဲ့ကိစ္စကိုဒါတာမန်အဖြစ်ကတော့သူတို့တကယ်ကိုကျိုးနွံနဲ့တောင်းပန်ရမယ်ဗျအဲ့တော့တောင်းပန်တဲ့ဟာကဆရာတော်တို့နဲ့တိုင်ပင်ညှိနှိုင်းပြီးတော့တောင်းပန်တဲ့အစီအစဉ်ကိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာအဲ့လိုစီစဉ်အဲ့လိုအရင်စတင်တာတကယ်လို့တောင်းပန်ခြင်းကိုမှန်တယ်ဆိုရင်တကယ်တောင်းပန်ခြင်းနဲ့စိတ်ရှိတယ်ဆိုရင်မိတ်တာတောင်းတာဆရာတော်ကလက်ခံလိုက်ပါတယ်ဒါပေါ့အဆရာတော်မှလည်းမှန်လားအဲ့ဒါမှန်လားဟုတ်တပည့်တော်ဆိုလို့ကျင်တယ်အဲ့ဒါပဲတပည့်တော်ဆိုလို့ကျင်တယ်အဲ့ဒါပဲဒီမှာရှိတဲ့တန်ဃာတော်ရဲ့ဟလာတူဝင်းကြီးရဲ့ဆန္ဒတွေလည်းလိုတာပေါ့ဗျာဘယ်လိုတွေတောင်းပန်မလဲဘယ်သူတွေကိုတောင်းပန်ဆိုအဲ့လိုအသေးစိတ်အရင်ညှိပြီးမှတောင်းပန်တာမျိုးမှအဓိပ္ပာယ်ရှိမှာဟုတ်ပြီးတော့ကြေကြေကမ်းကမ်းဖြစ်စေနေတာပါဗျာအဲ့တကယ်တော့သဘောလိုပါဗျာအခုလိုမျိုးဟလာဒီနီးစရာလေးတွေဟိုရောက်ပြီးတော့မှဆိုတာကျွန်တော်ပြောရရင်လည်းများပြောတာတော့သဘောပေါက်တယ်ကိုယ်မပြောလိုက်တယ်တကူတော့သဘောဖြစ်သွားတယ်သိကောင်းပါသိကောင်းအငါသိခွက်လို့ဖြစ်တယ်ဒီလိုပါပဲဆရာကြီးပြောတာသဘောလားဟုတ်ပါဗျာဒါဒီနေ့ဒီနေ့အမှန်တယ်ဗျဟုတ်ပါဘူးသိကောင်းပါသိကောင်းလားဗျအဲ့ဒါကိုနားလို့လာမယ်ဆိုတော့တို့တက်ပြီးတော့ဒါဆိုရင်တော့ငါတို့တိုင်ပြီးရေးကြပါငါတို့ကနော်ပြီးတော့တို့ကလောလောဆယ်အဲ့ဒီဆေးရုံထားရတာတွေကိုတော့တောက်ဖြစ်လာတပည့်တော်တခုချောက်ကြတပည့်တော်တို့ကလည်းအဲ့ဒါလည်းပါ60ရှိသေးတယ်ခါဗျာဒီမှာဒီမှာ64ပါ60ကဆေးရုံမှာဆေးရင်ပေါ့ဗျာဒီမှာတော့ထိခိုက်တန်ရာရတာကတော့ကျောင်းတဲ့ထဲမှာဒါဒီဆေးကြီးကုတယ်ဗျာဒီမှာဒီကလည်းသွားတယ်ပါတယ်ဒါကျွတ်တယ်လာတယ်ဗျာဟုတ်ပါတယ်ဗျာဘောလင်းဆရာတော်ရောက်တယ်ဒီလေးပဲလူအမျိုးကဒီဆေးကဖွင့်တဲ့ကမှာလာပြီးတော့ကြောက်ပြီးတော့အဲ့ဒါကုတယ်ဗျာတင်ပါဗျာဟုတ်ပါဘူးအဲ့ဒီတော့ကုလိုက်ပါမယ်ဟုတ်ပြီဗျာဟုတ်ပါပြီ